နောက်တစ်သမီးတို့အားလုံးပဲမင်္ဂလာပါ Tiny Treasures Academy ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။အရင်နေ့ကဒီချိန်က letter S နဲ့ပတ်သက်တဲ့ letter S ရဲ့အတန်လေးကိုဘယ်လိုထွက်လဲဆိုတာကိုတာမီမီတို့ကိုပြပြပေးခဲ့တယ်နော်။ဒီနေ့ဒီချိန်ကJolly Phonics ရဲ့ group 7မှာရှိတဲ့ group 1နဲ့ကနောက်ထပ် letter လေးအတန်လေးဘယ်လိုထွက်လဲဆိုတာတာမီမီတို့ကိုပြပြပေးတော့မှာဖြစ်ပါတယ်။ကဲဒါဆိုကြည့်လိုက်အောင်ဒီ letter လေးဒီ letter လေးရဲ့အတန်ကဘယ်လိုထွက်လဲဆိုတာကိုတာမီမီတို့ကိုဒီနေ့မှာဒီချိန်ကပြပြပေးတော့မှာဖြစ်ပါတယ်။ကဲဒါဆိုရင်သားမမီတို့ကဒီလက်ထာလေးရဲ့နာမည်ကဘာလဲဒီလက်ထာလေးရဲ့အတန်အတွက်ကဘာလဲဆိုတာကိုစဉ်းစားကြည့်ပေးပါဦး။စဉ်းစားကြည့်ပြီးသွားပြီလား။ကဲစဉ်းစားတဲ့အချိန်နဲ့ပြီးသွားပြီဆိုတော့ဒီချက်ကလက်ထာ name လေးကဘာလဲလက်ထာ sound လေးကဘာလဲဆိုတာကိုပြပေးမယ်နော်။အဲ့တော့ဒီလက်ထာလေးရဲ့နာမည်ကတော့လက်ထာ A ဖြစ်ပါတယ်။လက်ထာ A လေးရဲ့အတန်အတွက်ကတော့အာလက်ထာ A လေးရဲ့အတန်ကိုပို့ပြီးတော့ထွက်တက်အောင်ပါးစပ်အနေထားနဲ့ဘယ်လိုနေပြီးတော့ထွက်လဲဆိုတော့သိသွားအောင်ဒီချက်ကဗီဒီယိုလေးနဲ့ပြပေးမယ်။သားမီမီတို့ကအဲ့ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့တေချာလေးလိုက်ပြီးတော့လေ့ကျင့်ပေးပါအောင်နော်။ Ant one more time Ant နောက်တစ်ခေါက် Ant ဗီဒီယိုလေးကိုကြည့်ပြီးသွားပြီးတဲ့အခါမှာသားမီမီတို့ကအတန်လေးကိုဘယ်လိုထွက်လဲဆိုတာသိသွားလောက်ပါပြီ။ကဲဒါဆိုရင်ဒီ share တို့က Jolly Phonics မှာဆိုရင်အတန်လေးတွေသိသွားပြီဆိုရင် action လေးတွေလုပ်မယ်တခြင်းလေးတွေဆိုကြမယ်နော်Ants on my arm, ants on my arm, ants on my arm, they're causing me alarm. ဒီ share တို့ phonics sound လေးလည်းဆိုပြီးသွားပြီ action လေးလည်းလုပ်ပြီးသွားပြီအတန်တွေ့လေးလည်းသိပြီးသွားပြီဆိုတော့အထအင်းနဲ့ပတ်သက်တဲ့အတန်လေးကိုပို့ပြီးမှတ်မိသွားအောင်ဒီချိန်ကပုံလေးတွေနဲ့အတူတူလေ့ကျင့်ပေးမယ်။ကဲဒီချိန်နဲ့အတူတူလေ့ကျင့်ကြည့်အောင်နော်။ကဲဒီချိန်ကလိုက်ဆိုကြည့်ပါအောင်apple apple ကဲပန်းသီးလေးပြီးသွားပြီဆိုတော့နောက်တစ်ပုံလေးကြည့်လိုက်ရအောင်ပရွက်စိတ်လေးလာပြီကဲပရွက်စိတ်လေးကိုအတန်ထွက်ကြည့်အောင်နော်ဒီချိန်တော့လိုက်ဆိုပြီးပါအောင်ant ant ကဲနောက်တစ်ခုထပ်ဆိုကြည့်မယ်မြားလေးလာပြီကဲဒီချိန်တော့လိုက်ဆိုပြီးပါအောင်arrow arrow ရှင်နဲ့တူတူဒီနေ့မှာလက်ထပ်ရေးလက်ထပ်ဆောင်လေးကိုလေ့လာခဲ့တယ်အရှင်လေးလည်းလေ့လာခဲ့တယ်တခြင်းလေးလည်းစုပြီးသွားပြီဆိုတော့ကလေးလေးတွေကဒါလေးကိုသိချာပြန်ပြီးတော့လေ့ကျင့်ပေးထားမယ်နော်ကဲဒါဆိုဒီချက်ကလေ့လာပြီးသွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့ကလေးလေးလည်းသိသွားပြီထင်တဲ့အတွက်ကြောင့်မို့ဒီချက်ကထပ်ပြီးတော့မေးကြည့်မယ် What's the letter sound for A ဟုတ်တာပေါ့မှန်တယ်နော်ဒါဆိုရင်ဒီနေ့မှာဒီချက်ကလက်ထပ် A ရဲ့အတန်လေးကိုပြပြီးသွားပြီဆိုတော့နောက်နေ့မှာဒီချက်ကဘာလက်ထပ်လေးပြောမလဲဆိုတာကိုတာမီမီတို့ကစောင့်ကြည့်ပေးပါအောင်နော်ဒီနေ့တော့ဒီလောက်ပါပဲ bye bye